ဆိုင်တကားဆက်ဝင်လိုက်တယ်ဆိုရင်ပဲလေးပစ္စက်ကထွက်လာတဲ့အေးဆက်ဆက်လေးနဲ့အတူအသားစိမ်းအနက်တန်တန်ပစ္စည်းအနက်တွေကိုပါမရှူခြင်းပဲရှူလိုက်ရတယ်ကျွန်တော်မုန်းဆုံးအနက်တွေကဒီအနက်တွေပဲကျွန်တော်နေစာတူကရှူနေရတာလေဒီအနက်တွေပဲဩဒါကျွန်တော်အလုပ်ပြီဦးပြောရရင်ကျွန်တော်အလုပ်ကလူပိုပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့စိုင်တာဝန်ခံမန်နေဂျာဆိုပါတော့အစုရှယ်ယာတစ်ဝက်ကိုပိုင်ဆိုင်တဲ့ရှယ်ယာဝင်တယောက်ဆိုရင်လည်းမမအောင်ကျွန်တော်တို့ဆိုင်မှာအုံနောက်ကအစသွေးကြောမြင်လေးတွေအစုံလူတယောက်နဲ့ပတ်သက်တဲ့အပေါ်ပစ္စည်းအားလုံးရတယ်အရေပြားလဲမလားအသွေးအသားလဲမလားနှလုံးကြောက်ကက်တရက်ရွက်အိုပြားနောက်ဆုံးပုံပြောရရင်စံကြီးမြင်လေးတွေဝင်းညင်းလူလေးတွေကအစခမားစိတ်တိုင်းကြလဲလို့ရတယ်3စက္ကန့်ကိုတစ်ခါလောက်အယောင်ပြောင်းတဲ့ခြေသေးလက်သေးတွေတက်မလားကျွန်တော်တို့ဆိုင်သာလာခဲ့လူခန္ဓာကိုယ်နဲ့ပတ်သက်ပြီးမရဘူးဆိုတာမရှိစေရဘူးဆိုင်မှာအယောင်စီရင်မှာ4ယောက်ပစ္စည်းတွေပစ္စည်းဖို့ကောင်းလေး3ယောက်ခန္ဓာဗေဒအစားထိုးခွဲစိတ်ဆရာဝန်က1ယောက်သူ့ကိုကူမဲ့လက်ထောက်ဆရာဝန်ရဲ့တူနာပြုဆရာမ1ယောက်ရဲ့အစားထိုးစက်ပစ္စည်းဆိုင်ရာအင်ဂျင်နီယာ1ယောက်ရဲ့ပုံတူမျိုးပွားသိပ္ပံပညာရှင်1ယောက်ရဲ့ပြီးတော့ကျွန်တော်ရဲ့ကိုရရရှိကောင်မလေးရဲ့ကျွန်တော်လက်အောက်မှာဝန်ထမ်းစုစုပေါင်း73ယောက်ရှိတယ်ကျွန်တော်ကရှယ်ယာဝင်မန်နေဂျာဆိုပေမဲ့ဒီဆိုင်အပေါ်တူးရဲပိုင်နဲ့ဆိုင်ပိုင်ရှင်1ယောက်လိုပဲစေတနာထားတယ်ဗျာဒီလူပေါ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကိုစတင်တည်ထောင်တော့ကျွန်တော်တူးရဲမတီငွေနဲ့စတင်ခဲ့ရတာလေခုတော့နှစ်တည်ချလာလို့ဒီဆိုင်ပေါ်တန်ရောစင်ကတော်တော်ကြီးနေပါပြီဒါကြောင့်အကျိုးအမြတ်များပြီးကုန်ကျစရိတ်နည်းအောင်ဝန်ထမ်းတွေကိုလိုအပ်တဲ့လောက်ပဲခန့်ထားတယ်အရေးမပါတဲ့အသေးအဖွဲတဲ့အလုပ်တွေအတွက်ကတော့စက်တွေနဲ့ပဲလုပ်တော့တယ်လာကပေးစရာမလိုဘူးလာစာနဲလို့စံနာပြမှာမပူပါဘူးမပြောပါတော့တဲ့စက်ပစ္စည်းပြင်ဆင်ထိန်းသိမ်းစိတ်လေးတော့ရှိတာပေါ့မပိုင်ဘူးလားကျွန်တော်တို့ဆိုင်မှာကိုယ့်အတွက်လိုအပ်တဲ့အပေါ်ပစ္စည်းကိုကိုယ်တိုင်စိတ်ကြိုက်ဝယ်ဆိုင်မှာတင်တစ်ခါတည်းတက်ဆင်ပေးသလိုပစ္စည်းပဲဝယ်ပြီးကိုနှစ်သက်ရာဆိုင်မှာတွားတက်ခြင်းလည်းရတယ်တခုတော့ရှိတယ်ကျွန်တော်တို့ဆိုင်မှာဝယ်ပြီးဆိုင်မှာတစ်ခါတည်းတက်ရင်တော့ဝယ်ယူတဲ့ပစ္စည်းနဲ့ပတ်သက်တဲ့အာမခံကိုအပြည့်အဝရမှာပေါ့သူများစီမှာတွားတက်ရင်တော့တက်ဆင်သူကြောင့်ဖြစ်ပေါ်လာမယ့်အမှားနဲ့တည်ယူပို့ဆောင်ခြင်းဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေအတွက်အာမခံလုံးဝမပေးဘူးဒါဆိုင်ရဲ့စီကံပဲဆိုင်မှာရောင်းတဲ့ပစ္စည်းကတော့အမျိုးအစားအစုံပဲအမျိုးအစားများပေမဲ့အုပ်စုခွဲကြည့်ရင်2မျိုးပဲရှိပါတယ်တဘာဝလူခန္ဓာကိုယ်ကရတဲ့ပစ္စည်းအစ်စ်နဲ့စက်နဲ့လုပ်ထားတဲ့ပစ္စည်းအတုပေါ့အဲ့ဒီ2မျိုးမှာတဘာဝလူခန္ဓာကိုယ်ကရတဲ့ပစ္စည်းကနည်းနည်းရှုပ်ထွေးတယ်လူသေးလောင်းတွေကိုပုတ်ပြက်ဝယ်ပြီးကောင်းတဲ့အစိတ်အပိုင်းလေးတွေတွင်ဖြတ်တောက်တန့်စင်ယူထားတဲ့3မီတာတစ်ပတ်ရဲ့ပစ္စည်းအဟောင်းနဲ့ပုံတူမျိုးပါနီးပညာနဲ့ထုတ်လုပ်တဲ့ပစ္စည်းအသစ်ဆိုပြီး2မျိုးလာတယ်လူသေးအလောင်းတွေကပြန်ယူလာတဲ့ပစ္စည်းကဈေးနှုန်းချိုတာလုံးပဲဈေးချိုတယ်လို့သူကပစ္စည်းလဲမှားနိုင်တယ်လူတယောက်တည်ပြီဆိုရင်ရင်ခွဲယုံတွေကရွေးရအစင်လာအတိုင်းတကြိုမလားဒါမှမဟုတ်တိတ်ဆုံးသူရဲ့ခန္ဓာကိုယ်ကိုပုတ်ပြက်ရောင်းမလားဆိုပြီးမေးတတ်တယ်အဲ့လိုမေးလို့ကျန်းရင်သူမိသားစုကရောင်းမယ်ဆိုတာနဲ့ရင်ခွဲယုံတောင်းရှိသူတွေကကျွန်တော်တို့လိုလူပေါ်ပစ္စည်းရောင်းဆိုင်တွေကိုဆက်သွယ်တော့တာပဲတခါတလေလာဝယ်တဲ့ဆိုင်ရများနေရင်လေလံစနစ်နဲ့ဈေးပြိုင်ပေးဝယ်ရတော့တာပေါ့ဒါကြောင့်တချို့ဆိုင်တွေကသူတို့လေလံအောင်လာတဲ့လူတွေကိုဖျက်တောက်ပြန်ရောင်းတဲ့အခါမှာအမြတ်များများကြအောင်သုံးမရတဲ့လူပေါ်ပစ္စည်းတွေကိုပါပြန်တအယောင်တင်ပြီးလေရောင်းကြတယ်အဲ့အမျိုးနဲ့မိလို့ကတော့ဝယ်သူခံမရော့ပဲကိုယ်ဆိုင်မှုကိုပြောတာမဟုတ်ဘူးကျွန်တော်တို့ဆိုင်ကတော့ဒါမျိုးလုံးဝမရအောင်ပစ္စည်းမှန်ဈေးမှန်နဲ့ငွေထက်ဆိုင်ရဲ့ဂုံသိက္ခာကိုအဓိကထိန်းတာအဲ့လိုထိန်းနိုင်အောင်လဲအုံနောက်နည်းနည်းတော့သုံးရတာပေါ့ဒီလိုလေကျွန်တော်တို့မျိုးမှာစေးရသားတွေတက်တဲ့ဆိုရဆေးရုံ3ခုရှိတယ်အဲ့ဒီဆေးရုံတွေကရင်ခွဲရုံတာဝန်ရှိသူတွေကိုကျွန်တော်ကအပိုင်ပေါင်းထားတယ်သူတို့လူသေးအလောင်းရရမရရကျွန်တော်ကလာစဉ်ထောက်ပံ့ကြီးပေးထားတယ်လေကျွန်တော်လူလည်းဘယ်သူမှမပေးနိုင်တော့အဲ့ဒီဆေးရုံတွေမှာလူသေးတိုင်းကျွန်တော်ဆိုင်ရအေးကန်းမှန်ကောင်တာတဲ့ရောက်ရတော့တာပေါ့အကောင်လိုက်မဟုတ်တာလေးတော့ခွင့်လို့ပါဗျာတကယ်တော့ဒါခေတ်ဆက်တွင်ကျယ်ခဲ့တဲ့21ရာစုကနီးအောင်ကြီးပါကျွန်တော်တို့မျိုးမှာဒီဆေးရုံ3ရုံကိုအပိုင်ချုပ်ထားနိုင်တယ်များကျွန်တော်ဆိုင်အတွက်လိုအပ်သမျှလူပိုပစ္စည်းမပူရတော့ဘူးနောက်ပြီးဒီဆေးရုံ3ခုပဲစင်ရသားတွေကတက်နိုင်ကြတာလေကိုနဲ့သက်ဆိုင်ရာမိဘမောင်ဝါဆွေမျိုးသားချင်းတွေရဲ့ကြံရစ်တဲ့ရုပ်ကလပ်ကိုရောင်းစားတယ်ဆိုတာမျိုးကလည်းမရှိစင်ရသားတွေမှလောက်ကြတဲ့အလုပ်သူတို့ကိုအပြစ်တင်လို့လည်းမရဘူးလူသေးဆိုတာဒီတိုင်းထားရင်ပုတ်တူးဆွေးမြေသွားမယ်အတုံးမကျတဲ့ခန္ဓာကိုယ်ပဲတကြိုးပြန်တော့လည်းမြေစာဖြစ်မယ်ပြဖြစ်မယ်ဘယ်သူ့အတွက်မှအကျိုးမရှိဘူးတချို့စင်ရသားတွေခင်ဗျာလေဆွေမျိုးတယောက်တေလို့မှတကြိုးစရိတ်တောင်ရှိကြတာမဟုတ်ဘူးအဲ့ဒီတော့တေဆုံးသူရဲ့ခန္ဓာကိုယ်ငါအမျိုးငါဘာကြီးရဲ့လို့ဘယ်တန်ရောစင်ထားနိုင်မှာတော့မလဲဘလောက်ပဲရရလက်တလုံးဝမ်းဝေးအစဉ်ပြေနဲလားဆိုပြီးရောင်းရတာပေါ့ကျွန်တော်အတွက်ကတော့သူတို့ကကျေးဇူးရှင်တွေပဲဈေးရင်တက်တာတလို့စင်ရသားတွေစီရရတဲ့အလောင်းကဘာမှခွဲစိတ်ပြုပြင်အစားထိုးမထားတဲ့မူရင်းမပြတ်တဘာဝခန္ဓာကိုယ်တွေများတယ်ဒီလိုပစ္စည်းရလို့ကတော့ကျွန်တော်အတွက်ကော်တာပဲပတ်စံရှိတထေးတိုင်းဝိုင်းကဒါမျိုးပဲလုပ်မလဲကန်တရားလိုင်စင်ဖြတ်သိမ်းလို့ဘာမှသုံးမရတော့တဲ့ခန္ဓာကိုယ်ကြီးကိုတရုတ်တရားနဲ့အစင်လာမပြတ်တကြိုချင်းညာသေးတာတချို့ဆိုမိဘဆွေမျိုးသားချင်းအသက်ရှင်နေကြတော့ကတော့
ဂါရဝါထဆောင်းရှော့အောင်မှမသိပဲတေကာမလူမြင်ကောင်းအမြဲတနိုးငိုပဲစင်တကြိုချင်းသူကရှိသေးလူတိုင်းတော့လည်းမဟုတ်ပါဘူးတချို့တက်နိုင်သူများကတော့ကယ်လွန်သူရဲ့ကြံရတဲ့ရုပ်ကလပ်ကိုအပီးအပြက်လှူဒန်းလိုက်တာမျိုးလည်းရှိသပြောအမျိုးမြင်တဲ့ပြည်စုံကပဲပြောမလားအဲ့လိုအလူရှင်တွေမသိတာတခုကတော့ရင်ခွဲအောင်တာယုံရှိသူတွေကသူတို့တက်ပို့ပြီးအမျိုးမြင်ရှိရဆိုတာပါပဲဘာဖြစ်လို့လဲဆိုတော့လှူလိုက်တဲ့မတာတစ်ခုရပြီဆိုတာနဲ့ရင်ခွဲအောင်တာဝန်ရှိသူတွေကအလူရှင်မသိအောင်အင်ထုတော့တာပဲအလောင်းရဲ့သုံးလို့ရတဲ့အတွင်းအင်္ဂါတွေကိုသူတို့စီမှာရှိတဲ့သုံးလို့မရတော့တဲ့အတွင်းအင်္ဂါတွေနဲ့လဲတာမျိုးပေါ့တိတ်လွယ်တာပဲတက်တက်ရဲ့တာမဖြစ်တယ်အဲ့ဒီလူရှင်တွေရဲ့အတွင်းအင်္ဂါတွေကကျွန်တော်စီလိမ့်စာမပေးပဲရောက်လာတော့တာပဲဒါမျိုးကစိုင်းတိုင်းမဝယ်ရဲဘူးတရားမဝင်ဘူးလေအစိုးရမင်းများစီပေါက်ကြားသွားရင်ရောင်းတဲ့လူကိုဖမ်းတယ်လို့ဝယ်တဲ့ဆိုင်ကိုလည်းလိုင်စင်မှာသိမ်းတာအခက်မသိရင်ထောင်မှာကြနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဝယ်တာပဲရင်ဝဲအောင်တာဝန်ရှိသူတွေနဲ့ကမျက်နှာနာနေရတော့မဝယ်လို့မရဘူးနောက်ပြီးဒီပစ္စည်းမျိုးကဥပဒေမဲ့ဆိုတော့သူတို့အနေနဲ့စိုင်းပေါက်စီလိုက်ဆက်လို့လည်းမရဘူးညင်းရမှာအားနာစရာတခါတလေကျွန်တော်စိတ်မကြည်လို့အင်တင်နေလောက်လာရင်သူတို့ခမရပြားလို့ဒါဆိုအောက်ကြေးရပြီဒါမှတ်တော့အမြဲတော့လည်းမလုပ်ပါဘူးဗျာသူတို့ကလူရင်းနေဥစ္စာသူတို့ကလည်း professional ဆရာဝန်လောက်တာမလုပ်တတ်တာလူအပေါ်ပစ္စည်းလဲတာအတော်ကျွမ်းနေပြီတခါတရံအပေါ်ရန်ပစ္စည်းလဲုံလောက်ကိုကျွန်တော်ဆိုင်ရာကိုပိုင်ဆရာဝန်တွေမှာအားရင်သူတို့ခေါ်လုံခိုင်းရတယ်အရေးပြားလဲတာမျက်ခုံးမွေးလဲတာလို့အသေးဘွက်တက်ဆင်မှုလေးတွေပေါ့သူတို့အတွက်လည်းအပေါ်ဝင်ငွေရတယ်လေသူတို့အတွက်ဒီလိုဝင်ငွေလမ်းတွေဖန်တီးပေးနိုင်တော့ကျွန်တော်ကိုလုံးဝသူတို့လူမဆန်ရဲဘူးအခုဆိုအစိုးရစေးုံတိုးရွယ်ရင်ဝဲုံတောင်းဝင်ခံတွေကဘယ်ချင်းရတယ်ကျွန်တော်အိတ်ကက်တွေကဖားတွေလိုဖြစ်နေပြီတေဆိုတေရှင်ဆိုရှင်ပဲ45ရာစုမန္တလေးရဲ့လူဝပစ္စည်းရောင်းဆိုင်လောကမှာတော့ကျွန်တော်ကိုဘယ်ကောင်းမှကြောလို့မရတော့ဘူးဗျာဒါပေမဲ့တစ်ခါတလေကျတော့နေ့စဉ်လူသေးတွေကိုဈေးဖြတ်ပေးနေရတဲ့ကိုယ့်အလုပ်ကိုစိတ်ပြက်မိရအမှန်ပဲရောင်းတော့လဲခြေပြက်လက်ပြက်သွေးတစ်သက်အညှိနဲ့တစ်ထောင်းထောင်းခန္ဓာကိုယ်အစိပ်ပိုင်းအပြက်တောက်တွေအပိုင်းအစတွေကိုရီးအင်္ဂါတွေနဲ့မနဲ့မိုးလေးမာပြီးဆိုတွေကလုံလာထွေလာရောင်းဝယ်ဖောက်ခွဲနေရတဲ့ဘဝပြောစရာတစ်စက်မှမကောင်းပါဘူးဗျာဒီလုပ်ကိုဆက်လုပ်နေရတာငွေရလို့သားပေါ့ငွေဆိုတာလူရဲ့စိတ်ကိုရွှေမြူးစေတယ်လေကြေးရတဲ့တွေလူချမ်းသာတွေကကွယ်လွန်သူဆွေမျိုးသားချင်းတွေရဲ့ရုပ်အလောင်းတွေကိုမယောင်းရဘူးဆိုတဲ့တတ်မှတ်ချက်ကိုအားနည်းစေတဲ့အဖြစ်အပျက်တစ်ခုကလည်းထူးထူးဆန်းဆန်းကြုံလိုက်ရသေးတယ်အဲ့ဒီတော့ကကျွန်တော်ရဲ့လူပေါ်ပစ္စည်းရောင်းဆိုင်လေးကဖွင့်လာတာတိတ်မကြသေးဘူးအဲ့ဒီအချိန်ကဒီဆိုင်ကကျွန်တော်ကိုပိုင်ရင်းနှီးမတင်ငွေနည်းနည်းနဲ့စတင်တည်ဆောက်ထားတဲ့ကျွန်တော်ရဲ့ကိုပိုင်မိသားစုလုပ်ငန်းလေးပေါ့နောက်မှလုပ်ငန်းရှယ်ယာတစ်ဝက်ကိုထုတ်ရောင်းပြီးစိုင်းတောင်းဝန်ခံမန်နေဂျာဖြစ်လုပ်ကိုင်ခဲ့တာအဲ့ဒီအကြောင်းအရာတွေကလည်းအခုပြောပြမယ့်အဖြစ်အပျက်နဲ့တစ်စိတ်တစ်ဒေသပတ်သက်နေတယ်လေဒီနေ့အတွင်းမှုကောင်မလေးကျွန်တော်အခန်းထဲကိုကျွန်တော်မခေါ်ပဲလှုပ်လီလှုပ်လက်လှမ်းဝင်လာတယ်သူမနာမည်ကဒေလီယာမြန်မာအမေရိကန်ကာပြားမာလေးတက်လက်တဲ့ရဲရင်းနဲ့ပိုက်နဲ့ရရှိပြီးအလုံးနဲ့ပတ်သက်ရင်ကျွန်တော်လိုပဲဇွဲနှပဲကြီးတယ်ဒေလီယာမှာအားနေချက်ဆိုလို့ချစ်စရာကောင်းတဲ့အားနေချက်ကလေးတစ်ခုပဲရှိတယ်အဲ့ဒါရမက်ဆန္ဒပြင်းထန်လွန်းတာပဲဒေလီယာနဲ့ကျွန်တော်လုပ်ငန်းအတူတူလုပ်လာတာဒီဇိုင်းစောက်ပွင့်ကလေးရဆို3နှစ်နီးပါးရှိတော့ပဲဒါပေမဲ့ဒေလီယာကိုကြည့်ရတာဘယ်တော့မှရိုးသွားတယ်လို့မရှိဘူးသူမအခန်းထဲဝင်လာတိုင်းမျက်နှာတက်ခဏခဏအစ်စ်လဲထားလို့အမြဲလက်ဆက်နေတဲ့သူမရဲ့ရင်နမွားစီကျွန်တော်ရဲ့အကြီးကဘာကြောင့်ရောက်သွားမှန်းလဲကျွန်တော်လည်းမသိဘူးဆရာ SMB လာလို့10မိနစ်တခါစိုးစရာမလိုပဲအယောင်ပြောင်းတက်တဲ့သူမရဲ့နှကန်းဖူးဖူးလေးနဲ့စူတူတူလေးကျွန်တော်ကိုလှမ်းပြောတယ်ဘယ်က SMB လဲသမီးစေးရုံပါဆရာဘယ်စေးရုံလဲသမီးတို့လင်းချိတ်ထားတဲ့စေးရုံတော့မဟုတ်ဘူးဆရာနာမည်ကြီးပုဂ္ဂလိကစေးရုံတစ်ခုပါပဲရွှေဘိုးကြီးကိုအထူးအမြင်ထုတ်ပြီးတက်ဆင်ထားတဲ့ကျွန်တော်ရဲ့မျက်ကုံးနှစ်ဖက်ကမတိမတာမြင့်တက်သွားတယ်အန်ဩစိတ်ကလည်းရင်ထဲမှာတည့်ရဲ့ငွေကြေးတက်နိုင်သူလူချမ်းသာတွေသာတေဆုံးလေရှိရဲ့နာမည်ကြီးပုဂ္ဂလိကစေးကန်းတွေဟာကျွန်တော်တို့လိုလူဘိုပစ္စည်းရောင်းဝယ်သူတွေနဲ့ဆက်ဆက်ပတ်သက်စရာအကြောင်းသိမ့်မရှိလာဘူးလေသူတို့ကဘာကိစ္စတွေလဲတမီးကိုသူတို့ကစကားမပြောဆရာနဲ့တွေ့မှပြောမယ်တဲ့သူမရဲ့စကားဆုံးမှာကျွန်တော်ရဲ့ရှေ့အောင်မျက်ခုံးမွေးတဲ့စုံကဒုတိယအကြိမ်လှုပ်ရှားသွားပြန်တယ်ကဲဒါဆိုလဲဆရာကို SMB ပေးသမီးဆရာတို့နဲ့ပြောမယ်ကျွန်တော်စကားဆုံးမှာဒီလီယာကစပွဲကိုပက်ပြီးဆွဲမဲ့ဖွယ်ကောင်းတဲ့သူမရဲ့ခြေလမ်းအနေနဲ့ကျွန်တော်ရှိရစီတလန်းချင်းလျှောက်လာတယ်အနားရောက်တော့ကျွန်တော်ရဲ့ညာဘက်ကနေရင်ဝင်ထဲကိုစစ်ကနေတင်မလီလွှဲထိုင်လိုက်တယ်သူမရဲ့လက်နှစ်ဖက်ကကျွန်တော်လေကုတ်သားပေါ်ချိတ်တွဲလို့သူမတကူလုံးအားရပါရပြန်ဖက်ပြီးကျွန်တော် SMB ပြောဖို့ဟန်ပြင်လိုက်တယ်အခုခေတ်မှာဟိုးရင်မြန်မာဒီမိုကရေစီခေတ်ဦးတုန်းကလိုလက်ကင်ဖုန်းတွေမသုံးကြတော့ဘူးလေ SMB လို့ခေါ်တဲ့ scale mobile phone အရေးပြားတဲ့မြုပ်ထားတဲ့ဖုန်းလေးတွေပဲသုံးတော့တယ်တက်ကရစ်ကလည်း4420တောင်ကျော်နေပြီ哦ဒီပညာတိုးတက်မှုကအမခန့်ပေါ့စက္ကန့်နဲ့အမျှတိုးတက်နေရလေနောက်ပြီးအခုလို45ရာစုထဲမှာချမ်းသာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေက SMB တွေကိုသူတို့အရေးပြားတဲ့ထည့်မထားကြတော့ဘူးအတွင်းမှုမာလေးတွေရဲ့အရေးပြားထဲမှာပဲမြုပ်ထားကြတော့တယ်ဒီပညာတိုးတက်လာလို့လူသုံးကုန်ပစ္စည်းတွေကိုလုံခြုံစိတ်ချရအောင်တီထွင်ရတယ်ဆိုပေမဲ့ဘေးရွက်ဆိုးကျိုးဆိုတာတော့အနည်းနဲ့အများရှိနေတယ်ပဲဒါကိုရှောင်လွှဲနိုင်ဖို့အတွင်းမှုမာလေးတွေရဲ့အရေးပြားကိုကြားခံအဖြစ်အသုံးချကြတာပေါ့ SMB တွေကိုကို့အတွင်းမှုမိမပြိုလေးတွေရဲ့ခန္ဓာကိုယ်ဘယ်နေရာမှာမြုပ်ထားရတယ်ဆိုတာလည်းကျွန်တော်တို့လုပ်ငန်းရှင်တွေအတွက်ဂုဏ်တစ်မျိုးပဲလေကို့အတွင်းမှုကိုဘလောက်ပိုင်လဲဆိုတာလည်းပြရရောက်တာပေါ့ပါတီပွဲတွေအခမ်းပွဲတွေလိုလူစီကားတဲ့နေရာမျိုးမှာတော့ကို့အတွင်းမှုရဲ့ပေါင်နှလုံးသားကိုဝင်ပြီးအရေးတကြီး SMB ပြောတဲ့လုပ်ငန်းရှင်ဂုဏ်တည်ရှိလူကြီးမင်းတွေတောင်ရှိသေးဒါတွေကဒီခေတ်ကြီးမှာအစမ်းတော့မဟုတ်ပါဘူးလေ
တယောက်နဲ့တယောက်တွေ့ရထီးရမလို့ပဲကိစ္စပြီးလို့ရအောင်ဒီပညာတိုးတက်နေတဲ့ခေတ်ကြီးမှာဒီလောက်ကရေးကြီးခွင့်ကျဲကဲ့ရဲ့စရာအပြုအမူမှမဟုတ်တော့ပဲအရေးပြားတစ်ထောက်စာအထီးတွေးကြောင့်တယောက်နဲ့တယောက်ညီဆွမ်းကြတယ်ဆိုတာကလေ25ရာစုလောက်ကစိတ်သက်အဟောင်းကြီး S&P ဆိုတာအရေးပြားနဲ့မြုပ်ထားရတဲ့ပစ္စည်းဆိုတော့စကားပြောရင်နှုတ်ကပြောစရာမလိုပဲစိတ်နဲ့လည်းပြောလို့ရတယ်ဒီခေတ်လိုစိတ်ရှိသမျှဖြစ်နေတဲ့ခေတ်မှာအထီးတွေတစ်ခုကြောင့်ကိုယ်စိတ်ကိုမနိုင်ဘူးဆိုတာကမှတကယ်ကိုလူကဲ့ရဲ့စရာရှက်စရာကိစ္စကျွန်တော်မှာ S&P နှလုံးရှိရဲကိုယ်ကိုယ်တာကိစ္စပြောဖို့တည်တံ့တလုံးလုပ်ငန်းကိစ္စအတွက်တလုံးဩဒါနဲ့စကားမဆက်ဒီလီယာခန္ဓာကိုယ်ဘယ်အစိပ်ပိုင်းမှာကျွန်တော် S&P တွေကိုထားတယ်လို့ခင်ဗျားထင်တယ်နှလုံးဆိုတော့ဘယ်တလုံးညာတလုံးပေါ့ဗျာအာရှတိုင်းမှာအချမ်းသာဆုံးမြမတထေးဦးတိတ်ရှင်မြန်မာနိုင်ငံသားဖြစ်လို့မြန်မာတထေးလို့ပြောရပေမဲ့ဦးတိတ်ရှင်ကတရုတ်လူမျိုးစစ်စစ်ကြီးဒါလည်းမဆန်းပါဘူးခုခေတ်မြန်မာပြည်ရဲ့ကြီးကြီးတက်ချမ်းသာတဲ့တထေးအယောက်1000လောက်ဟာအားလုံးတရုတ်လူမျိုးတွေကြီးဖြစ်နေတယ်နိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်အားလုံးမှာသူတို့ကြီးပဲယနေ့အထိစားမကုန်တောက်မကုန်မျိုးအစင်အဆက်ကြီးကြီးတဲ့ချမ်းသာလာခဲ့တဲ့တထေးဦးတိတ်ရှင်သူ့ရဲ့မွေးတဖခင်ကျေးဇူးရှင်တထေးဟောင်းကြီးဦးတိတ်စင်ကန်တော်ကုန်ရှာပြီဆိုပဲဩအနေဆာအချင်းဖြစ်နေလို့သာယွတ်မိတာအနေဆာဆိုတာဘာမှကျွန်တော်မသိပါဘူးဗုဒ္ဓဆိုလားဖယားဆိုလားအမှားပါခဲ့တယ်ဆိုလားဘာလားသာသနာကွဲတဲ့အချိန်ကလည်းရောက်ပါဘူးအနေဆာရဲ့အတိတ်တွေကိုလူဖုံးကြီးတချို့ပဲသိတော့မယ်ကျွန်တော်ပါဝင်လူများမသိကြတော့ဘူးလူတွေကိုမြင်ရွတ်တဲ့ခါတာပဲမှတ်တာပဲဦးတိတ်စင်ကွဲလို့ပြီအန်ဝေါ်တယ်တခုမကောင်းရင်လူဘိုပစ္စည်း10ခုတပြိုင်တည်းဝယ်လဲလို့ရအောင်ချမ်းသာတဲ့အဖိုးကြီးတည်ပြီဘာလို့များပါလဲအဖိုးပစ္စည်းတွေတစ်ခုပြီးတစ်ခုဝယ်လဲပြီးနောက်အနှစ်300လောက်တည်ရင်းကိုရှောင်လို့ရတဲ့တထေးကြီးတေးချပြီအနေဆာဆိုတာဒါများလားအိုးမစင်းစားချင်ပါဘူးအနေဆာတေးရတော့ဘာလို့ရမှာလဲရှုပ်ကရှုပ်တယ်ကျွန်တော်လိုချင်တာငွေကျွန်တော်ရှာဖွေတာငွေရှိမှခက်ကိုအမိလိုက်လို့ရမယ်လူဖုံးကြီးတွေပြောတဲ့နိဗ္ဗာန်မသိဘူးဟောတဲ့လူဖုံးကြီးတောင်သိချင်မှသိမှာနိဗ္ဗာန်ဘလောက်ကောင်းတယ်လဲကျွန်တော်မသိဘူးကောင်းတာချင်းတူရင်အခုကျွန်တော်ရောက်နေတဲ့ခေတ်ကြီးကနိဗ္ဗာန်ပဲတာအောင်မယ်ထားပါတော့ဒီရေးပါတဲ့နိဗ္ဗာန်ကျွန်တော်ပြောချင်တာအန်ဩစရာကောင်းတဲ့ဥဒိတ်စင်တည်ဆုံးမှုပို့ပြီးအန်ဩမှုကောင်းတာဥဒိတ်စင်ရဲ့ကြွယ်ဝမှုတွေမပါပဲသူကိုယ်တိုင်ဘဝ900လောက်ဘာမှမလုပ်ပဲထိုင်စားနိုင်အောင်ချမ်းသာတဲ့ဥဒိတ်ရှင်ကသူ့ဖေရဲ့ကျဉ်းကြံရှိတဲ့ရုပ်ကလပ်ကိုကျွန်တော်ကိုရောင်းမယ်ဆိုပဲထူးဆန်းမှလောကရဲ့ဘာလို့များပါလဲဒေလီယာရဲ့စနေနှခိုင်ရမျက်နှာအဲ့လို S&P ပြောပြီးတာနဲ့မတာလောင်းဥဒိတ်စင်ရှိရာနာမည်ကြီးမိဘမြတ်တာပုဂ္ဂလိကစေယုံကြီးကိုတွားဖို့ကျွန်တော်အလုပ်စပွဲကနေထားလိုက်တယ်ဒေလီယာလည်းအနေငယ်ပုံပြတ်သွားတဲ့သူ့ဝယ်စားတွေကိုပြန်ပြင်ဆင်လို့ကဲဒေလီယာသမီး800ကျွတ်ကျွန်တော်ကခက်တတာလေးပြောလိုက်တယ်ဆိုရင်ပဲဒေလီယာအစာဝနေတဲ့ငမ်းမလေးအလားကျွန်တော်ရှေ့ကနေမဆက်တစ်ဆက်လေးရှောက်ထွက်သွားတယ်ဒေလီယာရဲ့စနစ်တကျအစီချထားတဲ့ခန္ဓာကိုယ်လေးကဖဲပြားတကလို့ဟိုရိမ့်ဒီနွဲ့လို့ကွန်ပျူတာပရိုဂရမ်တစ်ခုနဲ့လိုအပ်တဲ့လောက်လေးထိန်းထားတဲ့သူမရဲ့တင်ပစုံလေးတွေကလည်းစိတ်လှုပ်ရှားရုံအလောတော်လေးခုံနှိမ့်တုံမြင့်တုံဆိုတော့တင်မားတွေကိုလိုအပ်တဲ့လောက်လေးလှုပ်ခေါင်ထိန်းညှိပေးထားတာတိတ်ကြည့်ကောင်းတာပဲသူမသုံးထားတဲ့စော်ပဲတော်တော်အဆင့်မြင့်တယ်နောက်ကနေသူမနဲ့ရင်မောင်တန်းမိအောင်ခက်သက်လေးကျွန်တော်လမ်းလျှောက်လိုက်တယ်ဘေးချင်းကအနေထားရောက်မှသူမရဲ့ခါးချင်လေးကိုအသားရဖက်ပြီးဒီလီယာသမီးတင်ပစုံအစ်စ်တွေလဲထားသလားဟုတ်ကဲ့ဆရာတလပဲရှိသေးတယ်ဒါနောက်ဆုံးပေါ်လေးဆရာကြိုက်ရလားတိတ်ကြိုက်တာပေါ့သမီးရဲ့အဲ့ဒီအတွက်ကုန်ကြစည်ကိုဆရာပေးမယ်နော်ဒီလီယာတယောက်ပျော်ရွှင်ဝမ်းမြောက်စွာရည်လိုက်တာပါ21ရာစုလောက်ကမြန်မာတွေအင်တာနက်ပေါ်မှာစာရိုက်ပြီးရည်တဲ့ရင်းနှီးပေါ့အခုတော့လူတိုင်းအတန်ထွက်ရည်နေကြပါပြီဒေလီယာသာအဲ့လိုရည်ရင်တိတ်နားထောင်လို့ကောင်းတာပဲကျွန်တော်ဖွက်ဖွက်ညင်ညင်တတာဖတ်ထားတဲ့သူမရဲ့ခါးချင်လေးရလဲတွေးခုံလုံးတွေတတိုးလို့နှွေးတလဲအေးတလဲနောက်ဆုံးပေါ်အရေးပြနီးပညာပေါ့ကျွန်တော်တို့ရဲ့လောကနိဗ္ဗာန်ကြီးကဒီခေတ်ကြီးပဲလေအခုပြောသားတာတွေနဲ့ပတ်သက်ပြီးကျွန်တော်နဲ့ဒေလီယာညီစွန်းနေတယ်လို့တော့မတတ်မှတ်လိုက်နဲ့ဒါလုပ်ငန်းရှင်တတိနဲ့အတွင်းမှုမတို့ရဲ့ပုံမှန်ဆက်ဆံရေးတဲ့ဘာမှမပူပါဘူးတကယ်တော့လုပ်ငန်းရှင်တတိတယောက်အတွက်သူ့လုပ်ငန်းတွေအမြဲရှင်သန်အောင်မြင်နေစေဖို့ဒေလီယာလိုအထီးတွေ့ကောင်းတဲ့အတွင်းမှုမတယောက်တော့လိုတာအမှန်ပဲတွန်းအားပါဗျာမိဘမြတ်တာနိုင်ငံတကာကျန်းမာရေးဝန်ဆောင်မှုကုမ္ပဏီ limited အထက်နေရာမြင့်တဲ့အဆောက်အဦရဲ့အရက်10မျက်နှာကိုလှည့်ပတ်နေတဲ့ 3D ရုပ်ကြွလေးသားစလုံးကြီးတွေကတခန်းတနာ10မိနစ်တခါလောက်ဘာသာစကားပြောင်းသလိုအယောင်နဲ့ဒီဇိုင်းလည်းပြောင်းပေးနေတယ်တထေးဥတိတ်ရှင်ရဲ့လုပ်ငန်းပေါင်းများစွာတွေကတခုဆိုပါတော့မိဘမြတ်တာဥတိတ်ရှင်ဆိုတာမသိသူမရှိဘူးကြီးကျယ်မြင့်မားလာတဲ့အဆောက်အဦရဲ့အခြေမှာကျွန်တော်နဲ့ဒေလီယာစီးလာတဲ့မိုးပြန်ကားလေးကိုရက်လိုက်တယ်ဆိုရင်ပဲကျွန်တော်တို့ရဲ့ကားလေးကကြံချောင်းကြီးတစ်ချောင်းအောက်ကနှမ်းစီလေးပမာဖြစ်သွားပါတော့တယ်ကျွန်တော်တို့နှစ်ယောက်စလုံးကားပြင်ထွက်လိုက်တာနဲ့တပြိုင်နဲ့အလိုလေးယောက်ကားပါကင်စနစ်ရဲ့တန်းလိုက်လက်တိုင်ကြီးကကားလေးကိုဆွဲမှသွားပါတယ်ကျွန်တော်တို့လည်းအချိန်မဆိုင်ပဲအဆောက်အဦရဲ့အခြေမှာရှိတဲ့ Dread to တဲဖို့စနစ်ပေါ်နှစ်ယောက်သားမတက်ရက်လိုက်တယ်လုံညိုရေးကွန်ပျူတာတောင်းသမျှအချက်လက်တွေကိုပေးလိုက်တယ်ပြီးရတဲ့ကျွန်တော်တို့ခန္ဓာကိုယ်တွေကရက်နေတဲ့နေရာကနေစုပ်ယူခံလိုက်ရတယ်လို့ဘုံနဲ့ပျောက်သွားပြီးတတိဥတိတ်ရှင်ရဲ့ရုံငန်းနဲ့စပွဲရှိရကလထိုင်နှလုံးပေါ်အခမ်းသားရောက်သွားပါလေရောမိမမြတ်တာဥတိတ်ရှင်ကသူ့ရဲ့နောက်ဆုံးပေါ်ကိုပြောက်ထိုင်ကုန်ကြီးပေါ်မှာခက်ခက်ကြီးထိုင်နေတယ်မသိရင်လူကလေးပေါ်မှာထိုင်နေတယ်လို့ပဲပိုင်ရှင်တူးတဲ့သာမြင်ရတဲ့နောက်ဆုံးပေါ်ကိုပြောက်ထိုင်ကုန်လေအောက်ခြေလိုထိုင်ကုန်လို့လဲခေါ်တယ်တော်ရုံလူမသုံးနိုင်ဘူးငွေကြေးတက်နိုင်တိုင်းလည်းဝယ်လို့မရဘူးနိုင်ငံတော်အစိုးရရဲ့ထောက်ခံချက်ပါမှဝယ်လို့ရတာထိုင်ကုန်
ညနိုးသူထိုင်ကုန်ချစ်သူထိုင်ကုန်ဆွဲလန်းသူအမျိုးသားကောင်းတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတယ်ဆိုပါတော့အစိုးရကလည်းတော်တော်လို့ထောက်ခံချက်မပေးဘူးသူတို့လိုထိုင်ကုန်ဆွဲလန်းသူတွေကိုသာထောက်ခံချက်ပေးတယ်ဒါတော့ဒီမျိုးစုံနဲ့စမ်းသပ်ပြီးထိုင်ကုန်တစ်လုံးပေါ်အယူမူဆွဲလန်းတာတေချာမှဝယ်ယူခွင့်ပြုတယ်ဝယ်ပြီးရင်လည်းမိမိတင်ရင်တောင်မှဒီထိုင်ကုန်ကိုအတူတကွတဲဆောင်ယူသွားပါမယ်လို့နိုင်ငံတော်သမ္မတရှင်မှာကျန်းစစ်စာကြေညာသေးတာထိုင်ကုန်တစ်လုံးချဖို့လွယ်တာမှတ်လို့သမ္မတတွေဝန်ကြီးတွေနဲ့တတိလက်တဆုပ်စာလောက်ပဲဒီထိုင်ကုန်မျိုးနဲ့ထိုင်နိုင်တာကိုဝဲတဲ့ထိုင်ကုန်တခြားလူမမြင်ရတော့ပျောက်မာတို့အလူခံရမှာတို့တော့မပူရတော့ဘူးဗျာအဲ့ဒါလိုခံညာထေဝါအစင်လာကြီးမားတဲ့အောက်ခြေလို့ထိုင်ကုန်ကြီးပေါ်မှာမိဘမြတ်တာတတိဥတိတ်ရှင်ရမိမိကြီးထိုင်လို့ဥတိတ်ရှင်ရဲ့ရှိအလုပ်ဆွဲပေါ်မှာကွယ်လွန်သူဥတိတ်ရှင်ရဲ့အလောင်းကြီးအခမ်းသားအစစ်တော့မဟုတ်ပါဘူးအစစ်နဲ့ခွဲမြောင်တူတဲ့ 3D laser screen ပုံရိပ်ပါတူတာမှအရွယ်အစားအယောင်မှတစ်ထက်တည်းပေါ်ပြပေးတာပါဥတိတ်ရှင်ရဲ့အလောင်းကြီးနဲ့တွဲမြင်နေရတဲ့ဥတိတ်ရှင်ရဲ့ပုံဟာမသိရင်အလောင်းကိုစောင့်နေတဲ့တင်းချမ်းဆောင်တရေကြီးလိုပဲစသိန်းထားလောက်တယ်ကျွန်တော်တိတ်ရှင်ပါအဲ့လိုတခွန်ပြောပြီးတတိယသူ့ကိုယ်သူမိတ်ဆက်တယ်ကျွန်တော်ချက်ကြီးပါလို့ကျွန်တော်လည်းပြန်ပြောလိုက်တယ်နာမည်အပြည့်ဆိုတာမိုက်ကယ်ချက်ကြီးမလားအင်္ဂလိပ်မြန်မာကာပြားလေတတိယမင်းကကျွန်တော်အကြောင်းသိနေပါလားသိတာပေါ့ဗျာကိုချက်ကြီးကတက်သစ္စာအသေးသားလုပ်ငန်းရှင်တွေအားလုံးထဲမှာနာမည်ကြီးပဲသူ့ရဲ့ချင်းမွန်းစကားကြောင့်အတုတက်ထားတဲ့ကျွန်တော်အရေးပြားသဘာဝအတိုင်းဖြစ်အောင်စသိန်းမွန်းကြီးလေးတွေထားပြီးဒီဝါရေးလောကရဲ့ဝင်လာတဲ့သူမှန်သမျှပတ်စံရှိမရှိအပေါ်ရန်အရေးပြားကိုတော့အစစ်မြင့်ဤပညာနဲ့ဖန်တီးထားတဲ့အတုပဲတက်ကြတယ်ပတ်စံတက်နိုင်တယ်လို့မိမိစိတ်ခံစားချက်ကိုဖုံးရတာပေါ့ဒါမှအောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်နိုင်ပါလေအပေါ်ရန်အရေးပြားဆိုတာကိုယ်စိတ်ခံစားချက်ကိုဖော်ပြပေးတဲ့အစိုးဆုံးတစ်စပေါက်ပဲအခုလဲဥဒိတ်ရှင်ရဲ့ခပ်ပေါ်ပေါ်ချင်းမွန်းစကားကိုကျွန်တော်စိတ်ထဲကမကြိုက်ပေမဲ့ကျွန်တော်အရေးပြားကြိုက်တရားရှက်တရားလုပ်ကြနေရလေလူမှုဆက်ဆံရေးအတွက်အထူးတက်ထားတဲ့မျက်နှာလည်းအပြုံးတူတစ်ခုနဲ့ဟဲ့ပတ်ပတ်သဘောကျလို့ကြိုတင်တက်ထားတဲ့ software တွေလှုပ်နေကြပုံများအဲ့လိုမဟုတ်ပါဘူးတထင်းမင်းရဲ့ကြိုးစားလေးပါကျွန်တော်စကားဆုံးမှာဥဒိတ်ရှင်ကကျွန်တော်ကိုလက်ကပြလိုက်တယ်ဥကိုတထင်းလိုမဆက်ဆံပါနဲ့မောင်ချယ်ကြီးမောင်ရဲ့ဆွေမျိုးသားချင်းဦးလေးအရင်တယောက်လိုနွေးနွေးထွေးထွေးလွတ်လွတ်လပ်ဆက်ဆံပါဟာအရန်ကိုအံ့ဩသွားပြီဦးရဲ့ဥဟာတခြားတထင်းတွေနဲ့မတူပဲတကယ်ကိုမာမာနမရှိပဲဟိတ်ဟန်မရှိတဲ့သူတော်ကောင်းကြီးပါလားဗျာဒါမျိုးတော့ဘေးရမလဲသူရင်ပြရမိတ်ကြအထူးအတန်ကိုတက်ထားတာမှမဟုတ်တာကျွန်တော်လည်းတက်ထားတာပဲတခုခေါင်းတိုင်းတခုလဲပြီးအမြဲအကွက်လုံတာပဲဟာစီးပွားရေးသမားဆိုတာငွေမကောက်ဘူးပါဇက်ပါရင်းရတာဒီခေတ်မှာလူတိုင်းဒီလိုနဲ့တထေးဥတိတ်ချိန်နဲ့ကျွန်တော်ပြရမိတ်အတန်အိုးရဲ့အထူးစော်ဝဲအားကိုနဲ့တယောက်ကိုတယောက်ချင်းမွန်းလိုက်ကြတာနိုင်ဝက်လောက်ကြာသွားတယ်သူကလည်းကျွန်တော်ဆိုင်မှာလုံခဲ့တဲ့3လလောက်ကအုံနောက်အစ်စ်လာလဲဦးတဲ့အကြောင်းအဲ့ဒီကလေးကကျွန်တော်ရဲ့လုပ်ရည်ကိုင်းကိုသဘောကျကြောင်းမြန်မာကပြားတွေထဲမှာမှကျွန်တော်တယောက်ကိုသာရှာရှာပပသဘောကျတာဖြစ်ကြောင်းကိုစိတ်ထဲကမပါပဲဆက်ကူညီနဲ့မနာတမ်းပြောတယ်ကျွန်တော်ကလည်းဥတို့လိုတရုတ်တထေးတွေကိုအရန်လေးစားအားကြမိပါတယ်အချိန်ရရင်ကျွန်တော်ကဥထံမှာတပည့်ခံပညာယူနေပါသေးတယ်ဥတို့လိုတရုတ်လူမျိုးတထေးတွေရှိလို့သာမြန်မာပြည်ကြီးကကမ္ဘာအချမ်းသာဆုံးတိုင်းပြည်အဖြစ်ပြန်လဲဥမွတ်နိုင်ခဲ့တာခမများလို့လူမှုရေးရသူ့ကိုပြန်ပြီးချင်းမွန်းကဖွင့်ပေးလိုက်ပါတယ်အမှန်ကတော့ဥတချိန်တို့လိုလောဘကိုတရုတ်တထေးတွေကိုကျွန်တော်ကတိတ်မုန်းတာကြောက်စိမ့်နေရေနံနေရွှေတွေသဘာဝဓာတ်ငွေတွေသူတို့ကြောင့်ကုန်ပြီလေလက်စီနဲ့မောင်းတဲ့ကားတွေကိုတစ်ကမ္ဘာလုံးဖြတ်သိမ်းပြီး hydrogen atomic နည်းပညာနဲ့မောင်းတဲ့မိုးပြန်ကားတွေတည်ထင်ကြတော့မှကံကောင်းလို့မြန်မာပြည်ပြန်ချမ်းသာလာတာ hydrogen ကရေရထုတ်ရတာလေမြန်မာနိုင်ငံကရေရင်းမြစ်ပေါ်တာဆိုတော့ချမ်းသာတာပေါ့ရေတဲ့နိုင်ငံဆိုပါတော့အဲ့လိုသူနဲ့ကျွန်တော်စိတ်ထဲကမပါပဲအထူးစော်ပဲအာကိုနဲ့ဖြင့်ဝင်တာချင်းမုန်းကန်ဖွဲ့ကြတယ်အလုပ်စကားမပြောခင်တယောက်ကိုတယောက်နာယူဝက်လောက်သူ့ကိုကိုယ်ကိုဖော်ပြောပြရတာကျွန်တော်တို့ခေရဲ့ချင်းချင်းမှုပေါ့ဗျာဥတိတ်စင်ရဲ့စက်တီကင်းမလာတဲ့ 3D ရုပ်အလောင်းကြီးကိုသပွဲလယ်မှာထားပြီးသပွဲတစ်ဖက်တစ်ချက်ကနေကျွန်တော်နဲ့ဥတိတ်ရှင်ချင်းမွန်းစကားတွေပြောနေကြတာတကယ်တော့ရည်ရည်ကြီးဒါပေမဲ့ဘယ်တက်နိုင်မလဲလောကဝက်ကိုအလုပ်စကားဆိုတာသရောဖောရောနဲ့လူချင်းရင်းနှီးသွားမှပြောလို့ကောင်းတာကလားဒါမှအလုံးမဖြစ်လဲအားနာစရာမရှိတော့ဘူးပြီးတော့မိတ်ဆွေလည်းတူတာပေါ့ကျွန်တော်တို့အတွက်တော့ပြရမိတ်တာအတန်ဦးကတိတ်တုံးတဲ့တာပဲကဲငါတို့ကဒီလောက်ဆိုငါလည်းအဝတ်ကြည့်ပြီမင်းလည်းမိတ်တာဝတ်ကြည့်ပြီအဲ့တော့အလုပ်ကိစ္စလေးပြောအောင်ဟုတ်ကဲ့ဘူးကျွန်တော်လည်းဥဒိတ်ရှင်ကိုဖြေပြီးတာနဲ့မဆိုင်ပဲထိုင်ရထပြီးသပွဲလေမှာစက်ကန်ကြီးလဲလျောင်းနေတဲ့အလောင်းကြီးကိုဈေးဖြတ်ဖို့လက်ပဲကြည့်ပါတယ်ဒီအလုပ်ကိုထုံးလို့ချေရေလုံးနောက်ကျန်းကျင်တဲ့သူဆိုတော့အလောင်းစစ်ကိုကြည့်ကြရမလိုပါဘူးတထက်တည်းတူတဲ့ 3D ကိုကြည့်အောင်နဲ့သိပါတယ်တကယ်တော့ဥဒိတ်ရှင်ကနာမည်ရတာကျန်တော့တာပါခန္ဓာကိုယ်ကတော့သူ့မူရင်းပစ္စည်းဘာမှမကျန်တော့ပါဘူးကျမ်းမာရေးမကောင်းတွေကလည်းအတော်ကြာပြီထင်ပါတယ်အယိုးတွေကဘာတစ်ခုမှသူ့ကမ္ဘာပစ္စည်းမဟုတ်တော့အကုန်လုံးနောက်လာတဲ့မော်ဒယ်အသစ်အပိုပစ္စည်းတွေနဲ့ကျုံတယ်လို့အစားထိုးတာတယ်တကယ်ဆိုဥတိတ်ဆိုင်လို့ကဘာလုံးဆိုင်ရာစီးပွားရေးသမားတို့ရဲ့ခန္ဓာကိုယ်ကပစ္စည်းတာမှန် UM တန်းချီတန်းတယ် UM ဆိုတာစကြဝဠာလုံးဆိုင်ရာစီးလုံးညီတွေတမကထုတ်တဲ့စကြဝဠာငွေကြေး Universal Money ပါ35ရာစုလောက်ကစပြီးကဘာကြီးကစကြဝဠာအတွင်းမှာရှိတဲ့တက်ရှိတွေနဲ့ကူးလူးဆက်ဆံချိတ်ဆက်နိုင်ခဲ့တယ်45ရာစုမှာအဲ့ဒီအဖွဲ့ဖြစ်ပေါ်လာပြီး Universal Law တွေ Universal Money တွေဖြစ်ပေါ်လာတာပဲဥပိတ်စိန်လူ Master Brain လုပ်ငန်းရှင်တယောက်ကသူ့မူရင်း original အုံနောက်ဆိုရင်အုံနောက်တစ်ခုတည်းကို UN 9သိန်းလောက်တန်တယ်အခုတော့အုံနောက်ကလည်းဘယ်တစ်ကောက်သားအုံနောက်မှမသိဘူးသူ့လိုကဘာနဲ့ချီပြီးလူမှုရေးလုပ်ငန်းတွေလှူတန်းနေတဲ့ပုံကူမျိုးဟာနှလုံးသားအစ်စ်ပါလာရင်လည်းဈေးကောင်းတာပဲဖြစ်ရှင်တော့နှလုံးသားကလည်းအတူဘာတစ်ခုမှအစ်စ်မရှိတော့
လောက်သုံးစားလို့မရအောင်စိုးပြတ်တက်နေတဲ့အလောင်းကြီးကိုကျွန်တော်လူဆို UM 3000တက်ပို့မပေးနိုင်ဘူးဒါတော့ဥဒိတ်စိန်ဘဝတစ်လျှောက်လုံးပေပေနေနေသုံးနေတာတွေကိုအချိန်မီတက်နေနိုင်မှနှုတ်မို့ဆိုပုတ်ပွားနန်းဆုံးနေမှာကျွန်တော်ပြန်ဆက်တောင်ကြည့်ရင်တော့ဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးဟန်ဆောင် program တွေတက်ဆင်ထားတဲ့ပါဇက်ကတရက်ရွယ်လေးပြပါအောင်ကြောက်ကယ်လေးပြပါအောင်ဒူးကောင်းရိုးလေးပြပါအောင်နဲ့ဟန်ဆောင်ဆက်သိမ့်နေသေးတယ်ဒီလိုကိုရင်းငါတွေပြပေးတာကလည်း 3D ဖြစ်မှာမခတ်ပါဘူးတော်တော်လေးနှံအောင်ကြည့်ပြီးမှကျွန်တော်လည်းကိုယ်ကုံမှာကိုပြောင်းဝင်ထိုင်လိုက်တယ်ကျွန်တော်ခုံပေါ်ထိုင်မိတယ်ဆိုရင်ပဲမိဘနှစ်တာဥတိတ်ရှင်ကမေးပါတယ်ကဲမောင်ချက်ကြီးဥဖေကိုမောင်ရင်ဘယ်သေးပေးမလဲဥရဲ့ဖေကဂုံဒီရှိလုပ်ငန်းရှင်တထေးကြီးဘဝတစ်လျှောက်လုံးမှာလည်းလူကတန်းခဲ့တဲ့သူတော်ကောင်းကြီးလူမှုရေးအသင်းဖွဲ့တွေမှန်သမျှမှာလည်းတက်တက်ကြွကြွပါဝင်ခဲ့တဲ့နိုင်ငံတော်ရဲ့မော်ကုန်းဝင်ပုဂ္ဂိုလ်ကြီးနောက်ပြီးလကအမြင့်ဆုံးအတွင်းမှုမာလေးတွေရဲ့ပေါင်းနှလုံးကြားမှာတစ်သက်လုံး FNB ပြောခဲ့ရတဲ့ရှေဝမြတ်တင်လူချင်းကြီးဆိုတော့ကျွန်တော်တို့ဘာမဟုတ်တဲ့လုပ်ငန်းရှင်လေးကဈေးဖြတ်ဖို့ခက်ပါတယ်ခင်ဗျာအမှန်တော့မဝယ်ရင်လို့ program စကားလောက်အောင်ပြောပြီးရှောင်ထွက်လာတာပါဒါပေမဲ့မရဘူးခင်ဗျတတိဥဒိတ်ရှင်ကသူ့ဖေရဲ့အလောင်းအတူကြီးကိုမာယာသုံးပြီးကျွန်တော်မဝယ်အောင်ထိုးထည့်နေတယ်ဩရနာစကားနဲ့ပြောရရင်ရင်းထည့်တာဖေးထိုးတာပေါ့ဗျာသူ့မှာလည်းဟန်ဆောင် program အကောင်းစားတွေရှိတယ်ကိုသူ့ဖေအလောင်းအတူကိုတောင်းတဲ့ဈေးကလည်းကြီးအောင် UM တန်းနဲ့အရှာတယ်အဲ့ဒီဈေးကဥဒိတ်စိန်ရဲ့ပစ္စည်းတွေကပ်ပေအိတ်တွေအစအကုန်ပါမှပေးရမယ်ဈေးဗျဒါတောင်အမြဲကြံဖို့ပြပြမြင်အောင်ရောင်းရမှာဒီတော့ကျွန်တော်လည်းစဉ်းစားလိုက်ပါဦးမယ်ဆိုပြီးပြန်ဖို့အတွက်ဒီလီယာကိုချက်ပြတ်လိုက်တယ်အမဲကျေးဇူးရှင်ကထိုင်ကုန်ပေါ်မှာငုတ်တုတ်အိတ်ပြုံနေတကူမျိုးလုံးတွေကတော့ကျွန်တော်စကားပြောရင်ကျွန်တော်ကိုကြည့်လိုက်ဥဒိတ်ရှင်စကားပြောရင်ဥဒိတ်ရှင်ကိုကြည့်လိုက်နဲ့နှခမ်းနှလွားလည်းမခုတည်းကိုပြုံးလို့ program လေး program subscribe လုပ်ပြီးအပေးပါဖိနဖွင့်ပြီးကူညီပါချစ်တော်တို့ရေ